Jahannam ke thenga waquduhan nasu wal hijara ကြောက်တုံးနေနဲ့လူတွေဖြစ်လိမ့်မယ်နော်အလိဟာမလာအီကတုန်ဂီလာဇွန်ရှီဒတ်ဂျန်နမ်ကမလာအီကာတွေကလည်းတလောက်ရက်ဆက်ကြမ်းကြုတ်နော်တလောက်ဒီရက်ဆက်ကြမ်းကြုတ်နော်ဂျန်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်မီရာဂျ်केခရီးကိုသွားတဲ့အခါကျတော့နော်တမန်တော်မြတ်ကြီးနဲ့မလာအီကာတွေနဲ့ကောနဗီတွေနဲ့ကောမူလာကတ်ဖြစ်အဲ့ဒီထဲမှာဘယ်သူနဲ့လဲဖြစ်လဲဂျဟန်နမ်ကအဓိကအဆောင်မလာအီကာနဲ့လေတမန်တော်မြတ်ကြီးနဲ့မူလာကတ်ဖြစ်တို့ပေမဲ့အဲ့ဒီမလာအီကာကတမန်တော်မြတ်ကြီးကိုတွေ့ပေမဲ့နော်သူ့ရဲ့မျက်နှာကနည်းနည်းမှရေမောပြုံးရွှင်ခြင်းတစ်စက်မှမရှိနော်မျက်နှာမှာထန်နေရောပဲကြောက်စရာကြီးမှာထန်နေတာဒီတမန်တော်မြတ်ကြီးကဂျေဘရာဟီကိုမေးတယ်ဒီမလာအီကာကဘာတူလဲနော်သူ့ရဲ့မျက်နှာကအင်မတန်မာကြီးကြိုးရည်နဲ့ဒီလိုဂျေဘရာဟီကပြောပြတယ်ယာရဆူလလာအဲ့ဒါဂျဟန်နမ်ကတောင်းကမလာအီကာဖြစ်တယ်သူ့နှလုံးသားထဲကနေအလ္လာဟ်ရဟမ်ကိုထုတ်ထားလိုက်နော်သူတော်မှမတနာတတ်တော့ဘူးသူစီမှာတနာစိတ်မရှိတော့ဒါလည်းကုရ်အာန်မှာအလ္လာဟ်မိတ်ရှိတာပြီးသားမလာအီကတုန်ဂီလာဇွန်ရှီဒတ်ရက်ဆက်ကြမ်းကြုတ်တဲ့မလာအီကာတွေကိုထားတာအဲ့ဒီမလာအီကာတွေရဲ့အရေးချင်းကပါလေလာယဆူနလာဟ်မာအမရောအလ္လာဟ်မိတ်ဆိုရင်တဇက်မဖီးဆောင်ဝယဖအလူနာမာယုမရွန်အလ္လာဟ်ဘာခိုင်းတဲ့အဒ္ဒါပဲလုပ်တယ်နော်အဲ့ဒါကိုပဲလုပ်တယ်အဲ့ဒီလိုမလာအီကာတွေကိုရွေးပြီးတော့ထားတာနော်ဂျဟန်နမ်ကနောက်အဇပ်တစ်ခုကဘာလဲဆိုလို့ရှင်ကုလမာနတ်တီဂျတ်ဂျူလူဒဟွမ်ကုရ်အာန်မှာအလ္လာဟ်မိတ်ရှိထားတယ်နော်ကျွန်တော်တို့ရဲ့အရေးကုန်တွေကိုဆွဲဆုပ်မှာအသားတွေကိုဆွဲခွာမှာအယိုးကနေပြီးတော့နော်အရှင်းလက်လက်လူတယောက်ကိုအယိုးနဲ့အသားနဲ့တခြားစီဖြစ်အောင်လုပ်မဲ့အဇပ်ဒါဒီလေဂျဟန်နမ်ကအဇပ်တေတဲ့ကတခုနောက်တစ်ခုကဆာအူရီကူဆာအူဒါဂျဟန်နမ်ကိုအလ္လာဟ်ရှင်မီးတောင်ကိုပေးတတ်တောင်တောင်လုံးပူလောင်နေလိမ့်မယ်အဲ့ဒီမီးတောင်နော်အဲ့ဒီမီးတောင်ကိုဂျဟန်နမ်အမောတကြီးတက်ရမယ်အပေါ်ရောက်သွားရင်မလာအီကာတယောက်ကကန်ကြမယ်အောက်ပြန်ရောက်မယ်ပြီးနောက်တစ်ခေါက်ပြန်တက်နော်နောက်အဇပ်တစ်ခုကတူးလို့ခေါ်တယ်နော်ဂျဟန်နမ်ကိုနော်အင်မတန်ပူပြင်းတဲ့နော်မီးနဲ့လှုပ်ထားတဲ့ဘရက်ကိုသူ့ရဲ့လေဘင်းမှာပြီးဆွဲဟာဒီသ်တော်မှာလာရှိတယ်ဂျဟန်နမ်ကအပေါ်ဆုံးအဇပ်အပေါ်ဆုံးဒါဂျဟန်နမ်တစ်ခုလုံးထဲမှာဒါအပေါ်ဆုံးအဇပ်ဒီမီးဖက်နှက်ဖြစ်ဘလောက်တော့ပူပြင်းမလဲဆိုရင်အဲ့ဒါကိုစီးလိုက်ရင်အဲ့ဒီအပူရှိန်ကအုံနောက်ကိုပေါ့လာပြီးတော့စူစေမယ်လေးစားအတန်မိတ်ဆွေနေနောက်များခင်များဂျန်နမ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့နောက်ထပ်အများကြီးကြံပါသေးတယ်ကျွန်တော်အဲ့ဒီဟာဒီသ်တော်တွေကတချို့ကို notes လုပ်ပြီးတော့တင်ပြထားတာအလ္လာဟ်ရှင်အမိတ်ရှိတယ်သုမ္မနုနဂျီလ်လဒီနတကောဝနဒရုဇာလီမီနဖီဟာဂျီစီယာနော်အဲ့ဒီလူသားတွေကတကွာရှိတဲ့သူအလ္လာဟ်ကိုကြောက်တဲ့သူတွေကိုတော့အလ္လာဟ်လွတ်မြောက်မှုပေးပြီးတော့ဝနဒရုဇာလီမီနဖီဟာဂျီစီယာနော်မတရားတဲ့သူတွေကိုတော့အလ္လာဟ်ရှင်မြတ်တခင်နော်အဲ့ဒီလူတွေကိုအခုနတင်ပြခဲ့သလို